ဝန်ထမ်း3မျိုးရှိတယ်အဲ့တော့ပထမဝန်ထမ်းကကိုယ့်အထက်လူကြီးရဲ့အောက်မှာပဲနေတဲ့ဝန်ထမ်းနံပါတ်2ကကျတော့ကိုယ့်အထက်လူကြီးနဲ့တန်းတူချိန်ပေါင်းတန်းပြီးတော့လုပ်တဲ့ဝန်ထမ်းနံပါတ်3ကကျတော့ကိုယ့်အထက်လူကြီးထက်တာတဲ့ပူတော်တဲ့ဝန်ထမ်းဆိုပြီး3မျိုးရှိတယ်အဲ့တော့ဒီနံပါတ်1ဝန်ထမ်းကပါလဲဆိုတော့ကိုယ့်အထက်လူကြီးခိုင်းရင်လည်းမလုပ်ဘူးတုံတင်လည်းမလိုက်နာဘူးဟိုလိုက်မလုပ်ဘူးမကြိုးစားဘူးတိုးတက်အောင်လည်းမလုပ်ဘူးဒီလိုဝန်ထမ်းမျိုးပေါ့နော်အထက်လူကြီးကအများတန်းလုပ်ဖို့တိုက်တွန်းပြီးပြောနေရတာအဲ့တော့ဒုတိယဝန်ထမ်းကြတော့ဗာလဲဆိုတော့ကိုယ့်အထက်လူကြီးနဲ့ဒန်းလူကြီးမောင်နှမ်းပြီးကျွန်တော်လုံနိုင်တယ်ပြီးခါကျတော့အထက်လူကြီးကပြောတာဟိုလဲနာခံတယ်ခိုင်းရင်လည်းလုပ်တယ်ကြိုးစားတယ်တိုးတက်အောင်လည်းလုပ်နေတယ်ဆိုတဲ့ဝန်ထမ်းပေါ့နော်အဲ့တော့နံပါတ်3ဝန်ထမ်းကကြတော့ကိုယ့်အထက်လူကြီးထပ်ပို့ပြီးတော့စံပြဖြစ်အောင်လုံနိုင်တယ်ကိုယ့်အထက်လူကြီးထပ်ပို့ပြီးတိုးတက်အောင်လုံနိုင်တယ်နောက်ပြီးတော့ကိုယ့်အထက်လူကြီးကိုလည်းအကြံဉာဏ်ကောင်းတွေပေးနိုင်တယ်ဘာလုပ်တင်တယ်ဘာမလုပ်တင်ဘူးဆိုတော့အကြံဉာဏ်ကောင်းတွေလည်းပေးနိုင်တယ်ပြီးတဲ့အခါကျတော့ကိုယ့်အထက်လူကြီးထပ်ပို့ပြီးတော့စူးစမ်းအားထုတ်မှုပို့ပြီးလုပ်တယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဝန်ထမ်း3မျိုးရှိတယ်ဒီလိုဝန်ထမ်း3မျိုးမှာကိုကဘယ်လိုဝန်ထမ်းလဲဆိုတာကိုပြန်ပြီးတော့ကျွန်တော်တို့ဒါစဉ်းစားဖို့လိုတယ်နောက်ခုကျတော့ဗာလဲဆိုတော့ကိုရဲ့အောက်ကဝန်ထမ်းဆိုရင်ဘယ်လိုဝန်ထမ်းမျိုးကိုဟိုလိုချင်လဲဆိုတာကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်နော်ကျွန်တော်အနေနဲ့ဆိုရင်တော့ကိုထပ်ပို့ပြီးတော့ဆံပြလုပ်ပြီးပို့စူးစမ်းပြီးကိုယ့်ကိုအကြံဉာဏ်ကောင်းတွေပေးနိုင်တဲ့ကိုထက်တော်တဲ့ဝန်ထမ်းကိုလိုချင်တယ်ကျွန်တော်ကတော့နောက်ခုကျတော့ဗာလဲဆိုတော့ကိုတိုင်းဆိုရင်လည်းကိုယ့်အထက်လူကြီးကပို့ပြီးတော့စူးစမ်းပြီးပို့တိုးတက်အောင်လုပ်နေတယ်ကိုကိုယ့်အထက်လူကြီးကိုအကြံဉာဏ်ကောင်းတွေပေးနိုင်တဲ့လက်အောက်ဝန်ထမ်းမျိုးပဲကျွန်တော်လည်းဖြစ်ချင်တယ်ဖြစ်အောင်လည်းလုပ်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ခုနားထောင်လေးရဲ့လူတွေကလည်းနော်ကိုအနေနဲ့ဘယ်လိုဝန်ထမ်းမျိုးလဲကိုကဘယ်လိုဝန်ထမ်းမျိုးကိုလိုချင်လဲဆိုတာကိုလည်းစဉ်းစားဖို့ကိုဒါပြောပြလာဖြစ်ပါတယ်အဆုံးအထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်